စီစီအခုရောက်နေရတော့ပထုံဌာနီကစမီတန်နဝနခွန်ရုံးကိုရောက်နေတာဖြစ်ပါတယ်ဒီကစမီတန်ဝန်ထမ်းတယောက်ကိုအတူတူအင်တာဗျူးကြည့်ရအောင် let's go အကိုမင်္ဂလာပါမင်္ဂလာပါဗျအကိုစမီတန်မှာဘာလုပ်တာလဲမသိဘူးကျွန်တော်ချင်းငွေအရာရှိတယောက်အနေနဲ့လုပ်ပါတယ်ဗျချင်းငွေအရာရှိတယောက်အနေနဲ့တနေ့တာဘာတွေလုပ်ရလဲမသိဘူးချင်းငွေအရာရှိတယောက်အနေနဲ့ကျွန်တော်တို့ client နေရာပေါ့နော် Facebook Messenger တွေမှာဆက်သွယ်လာလို့ရှိရင်အကြောင်းပြန်ပေးတယ်ဖုန်းခေါ်လာလို့ရှိရင်လည်းဖြေချပေးတယ်ခင်ဗျအဲ့ဒါအပြင်ရုံးမှာချင်းငွေလာလျှောက်တယ်လာထုတ်တဲ့ခါကျလို့ရှိရင်လည်းကျွန်တော်တို့ကူညီပြီးတော့လိုအပ်တဲ့ form တွေစာရွက်စာတမ်းတွေပြင်ဆင်ပေးပါတယ်ဗျပထုံဌာနီစီစီမရောက်တာအောင်တော်လေးကိုကြာနေပြီเนาะမတွေ့ရလဲတော်လေးကိုကြာနေပြီအဲ့တော့ပထုံဌာနီမှာစမီတန်မှာချင်းငွေ6ရှင်နေဆိုလို့ရှိရင်ဘယ်နှစ်နေရာရှိတယ်ပြောပြပါအောင်ပထုံဌာနီမှာဆိုလို့ကျွန်တော်ရုံးဝဲအနေနဲ့3ရုံးရှိပါတယ်ခင်ဗျကျွန်တော်တို့ဒီနဝနခွန်နဖို့ချန်တင်လက်မှာ1ရုံးရှိတယ်နောက်တစ်ခုကလမ်လူကရုံးဝဲပေါ့နော်လမ်လူကခေါင်ပတ်စီရှိမှာ1ရုံးရှိတယ်ခင်ဗျနောက်တစ်ခုကကျတော့ဆမ်ခေါရုံခွဲခင်ဗျဆမ်ခွဲကြတော့ကျွန်တော်တို့ဆမ်ခွဲနာမှာမက်ခရိုကြီးရှိတယ်မက်ခရိုအကျော်ဒီဘက်နာမှာ7-11ရှိတယ်ခင်ဗျအဲ့ဒီ7-11ရဲ့အရှိမကျွန်တော်တို့စင်ပြီးတဲ့ရုံခွဲရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့ဆိုရှင်ပထုံဌာနီမှာနေတဲ့သူတွေနေရာ3နေရာရှိရပေါ့နော်အဲ့တော့အကိုနဲ့နီးစပ်တဲ့နေရာကိုသွားလို့ရပါတယ်အကိုအဲ့ဒီ3နေရာထဲမှာဘယ်နေရာလူလာအများဆုံးလဲလူလာအများဆုံးတော့ကျွန်တော်ဒီနဝနခွန်ယုံကြီးရတဲ့လူလာအများဆုံးခင်ဗျဒီရုံကလည်းလူလာအများဆုံးဘာလို့လဲဆိုတော့ဒီမှာမြန်မာဝန်ထမ်းတွေလည်းရှိတော့လေဒါမဲ့စိတ်မပူပါနဲ့ဆမ်ခေါ်တော့လမ်လူကတော့မှာတွားလျှောက်တဲ့သူတွေဆိုလို့ရှိရင်လည်းတကယ်လို့ထိုင်းစကားမပြောတတ်ဘူးဆိုလို့ရှိရင်တို့ဒီဘက်ကိုဖုန်းခေါ်လာပေးတယ်ခင်ဗျကျွန်တော်တို့ဒီဘက်ကမြန်မာတွေစကားပြောင်းလုပ်ပေးပါတယ်ခင်ဗျဆိုတော့ဟိုဘက်မှာဒီဆမ်ခေါ်တော့လမ်လူကတော့မှာမြန်မာဝန်ထမ်းလောလောဆယ်မရှိသေးဘူးပေါ့နော်ဒါပေမဲ့လည်းသွားချင်သွားလို့ရတယ်ဒီမြန်မာဝန်ထမ်းတွေနဲ့ချိတ်ပြီးတော့ဖုန်းပြောပြီးတော့ဒီချင်းဝင်လျှောက်လို့ရတယ်ပေါ့နော်ဟုတ်တယ်ခင်ဗျတချို့ကကြတော့လေထိုင်းစကားမပြောတတ်ဆိုဒီဘက်ကိုတက်စီကအကုန်ခံပြီးတော့လာကြတာတွေရှိလို့ခင်ဗျအဲ့လိုမျိုးတွေတော့ကြောင့်လေဟိုဘက်ရုံမှလည်းသွားပြီးတော့ရှောက်လို့ရပါတယ်လို့ဒါဆိုရင်အကိုက online မှာလည်းဒီ client အနေနဲ့စကားပြောဖြစ်တယ်ဖုန်းလာဆက်တဲ့သူတွေကိုလည်းစကားပြောဖြစ်တယ်ရုံးလာတဲ့သူတွေနဲ့လည်းစကားပြောဖြစ်တယ်ဆိုတော့အကို client အနေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါဒါဆိုလို့ရှိရင်မေးချင်တယ်အကိုသူတို့လုံးလေးလုံးထားရှိတဲ့အမားလေးဆိုဗာလေးဖြစ်မလဲလုံးလေးလုံးထားရှိတဲ့အမားလေးဆိုတချို့ကကြတော့ပေါ့နော်စင်ပီတန် page အတူတွေနဲ့မှားပြီးတော့ပေါ့နော်Facebook ကနေလာမေးကြတာရှိတယ်အများဆုံးပေါ့နော်ပတ်9000တသိန်းရမလားအဲ့လိုမျိုးတော့လာပြီးတော့မေးကြတာရှိတယ်ခင်ဗျအမှန်တကယ်စင်ပီတန် asset ကပေါ့နော်အဲ့လောက်ကြီးထိမချေးပါဘူးကျွန်တော်တို့နော်ဆိုတော့ဒီမှာကကျွန်တော်တို့ချေးပေးတဲ့သူတွေကြတော့ဒီတရားဝင်ရွှေ့ပြောင်းအလုပ်သမားတွေကိုချေးပြဖြစ်တဲ့ကြောင့်တို့ရဲ့လစာအများဆုံးတစ်လစာထိပဲရှောက်လို့ရပါတယ်ခင်ဗျတချို့ကကြတော့ကိုပိုင်လုံးနေတဲ့သူတွေပေါ့နော်တို့ချင်းငွေချေးလို့ရမလားဆိုပြီးတော့လာမေးကြတာရှိတယ်ခင်ဗျကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေဆိုရင်အခုတော့လောဆယ်တော့ချေးခွင့်ကျွန်တော်တို့စင်ပီတန်တော့မချေးပေးသေးပါဘူးเนาะနောက်ပိုင်းကျလို့ရှိရင်တော့တို့ကချေးပေးဖို့အစီအစဉ်တွေတော့ရှိလာပါလိမ့်မယ်ဗျနောက်တစ်ခုထပ်ပြီးတော့ customer ရလာမေးကြတယ်ပေါ့နော်လင်မယားတွေဆိုလို့ရှိရင်လည်းပေါ့နော်တို့မှာကအမျိုးသားဖန်ရှိတယ်အမျိုးသားဖန်နဲ့လာပြီးတော့ချေးလို့ရမှာဆိုတော့မေးကြတာလည်းရှိတယ်ခင်ဗျအဲ့လိုမျိုးဆိုလို့ရှိရင်လည်းမရသေးပါဘူးเนาะမဆိုကိုပိုင်နာမည်ကိုပိုင်ဝက်ပါမယ်ကိုပိုင် passport ရဲ့နာမည်နဲ့ဖွင့်လာတဲ့ပန်မှာကျွန်တော်တို့ကစင်ပီတန်ချေးပေးတာဖြစ်ပါတယ်ဗျဒီဘက်ချောင်းစီစီလည်းမရောက်တာနည်းနည်းကြာနေတော့လေနဝနခွန်မှတ်မိတာကတော့အရင်တော့ဒီရုံးမှာအပြည့်ပဲအထဲမှာလည်းလူအပြည့်အပြင်မှာလည်းစောင့်နေတဲ့လူတွေအပြည့်ပဲเนาะအခုတော့လူတွေတိတ်မရှိတော့သူတို့ကိုဘာဖြစ်သွားလဲမရှိတာမဟုတ်ဘူးဗျအခုကကျတော့အရင်တော့ကျတော့လေရက်ချင်းလေးပြင်ရတယ်ဆိုတော့အဲ့လိုမျိုးချက်ချင်းမရတဲ့ခါကျတော့တို့စောင့်နေရတာရှိတယ်ဗျအခုကကျတော့ဒီနေ့လာဒီနေ့ shot တစ်ခါလေးထောက်တော်တဲ့ခါကျတော့အချိန်ကုန်လဲပို့ပြီးတော့တက်တာတယ် process ကလည်းလောက်တာပိုပြီးမြန်လာတဲ့အတွက်ကြောင့်ချက်ချင်းထောက်တာကြောင့်မရှိတော့တာခင်ဗျနည်းနည်းလေးပါသွားတာခင်ဗျလူပါသွားပါတော့ဘယ်လောက်ကြာလဲမသိဘူးအများဆုံးတော့တနိုင်ကျော်2နိုင်ဝန်းကျင်လောက်ပဲကြာပါတယ်ခင်ဗျတနိုင်နဲ့ဂျမ်မီချင်းဝတ်တယ်အားကြောင့်မို့လူတွေကနဲသွားတယ်လို့ဖြစ်သွားတာเนาะဒါဆိုလို့ရှိရင်အကိုအပျော်မေးခွန်းလေးတစ်ခုမေးချင်တယ်အကိုဒီမှာချင်းဝင်လာပြီးတော့ရှောက်ကြတဲ့အကြောင်းအရာမျိုးစုံရှိမှာပဲဟုတ်တယ်မလားအဲ့ဒီတော့မှမြင်နေကြမဟုတ်တဲ့အကြောင်းအရာလေးပေါ့ဒါမှမဟုတ်ကိုအတွက်ဟာတာလေးဒါလေးကချစ်စရာလေးဆိုပြီးဖြစ်သွားတဲ့အကြောင်းအရာလေးဆိုဘာဖြစ်မလဲမသိဘူးတချို့ကြတော့ပေါ့နော်ကိုမိမရဲ့အမျိုးသမီးရဲ့ပေါ့နော်မွေးနေ့ကို surprise လုပ်ပေးခြင်းလို့ဖုန်းလေး iPhone လေးဝယ်ပေးခြင်းလို့သူထုတ်တဲ့လာတာလေးမလားလို့ဆိုပြီးလာချိကြရလည်းရှိတယ်ခင်ဗျတချို့ကြတော့လည်းပေါ့နော်အပြင်မှာအတိုးအများကြီးပေါ့10တိုး20တိုးနဲ့အကျွေးတွေယူထားတာလည်းရှိတယ်အားလေးတို့ပြန်ပြီးတော့ဆက်ချင်လို့ပေါ့နော်စင်ပီတန်က3ချက်တိုးပဲဆိုတဲ့ခါကျတော့အတိုးလည်းတို့တက်တာတယ်ပြီးသွားလို့ရှိလို့ရှိရင်တစ်လားကိုသူကနှစ်ခါခွဲသွင်းရ15ရက်တစ်ချိန်မှာခွဲသွင်းရကြတော့ပြန်ဆက်ကားတဲ့ပမာဏကလည်းနည်းတယ်ဆိုတဲ့အခါကျတော့လာပြီးတော့ချီးကြတာတွေများပါတယ်ဗျနောက်ဆုံးမိကိုလေးမေးချင်ပါတယ်အကိုအနေနဲ့ပေါ့နော်ဒီအကြံပေးစေချင်တာပေါ့နော်အပြင်မှာချီးရတဲ့ဆောက်လို့ရှိရင်ဘာဖြစ်လို့စင်ပီတန်ကိုလာပြီးတော့ချီးတင်လဲဘာဖြစ်လဲဆိုတော့အတုံးနှုံးကလည်းတက်တာတယ်ပြီးတော့ကျွန်တော်ခုနအရှိမပြောခဲ့သလိုပဲပြန်သွင်းရတာကလည်း15ရက်တစ်ချိန်ဖြစ်တဲ့ကြောင့်ပြန်သွင်းတဲ့ပမာဏကလည်းနည်းတယ်အများကြီးလည်းတွင်းကြမလို့ပေါ့နော်နောက်တစ်ခုကပြီးတော့စာရွက်စာတမ်းအမခံကြီးတွေဘာတွေလဲလုံးဝပေးစရာမလိုတဲ့အတွက်ကြောင့်စင်ပီတန်မှာလာပြီးတော့ချီရပြီးတော့မြန်မာဝန်ထမ်းတွေရှိတဲ့အတွက်ကြောင့်လည်းစကတ်ပြန်ထိုင်းစကားမတက်မှလည်းစိတ်ပူစရာမလိုပါဘူးဗျဟုတ်ကဲ့ပါကိုကျေးဇူးအများကြီးတင်ပါတယ်စင်ပီတန်ပထုံဌာနီမှာကြိုဆိုပါရစေ